လုံးမင်္ဂလာပါရှင်ညီမလေးတို့လင်းကုမ္ပဏီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ညီမလေးခုရောက်ရှိနေတာကတော့မကိုးရွှေမြို့တော်ကြီးဟန်သာဝတီရက်ကွက်မင်းမင်းလန်းထဲမှာရှိတယ်ညီမလေးတို့လင်းကုမ္ပဏီကနေပြီးတော့ဂုံယူစွာစာနဲ့တောင်းယူတိဆောက်ပေးထားတဲ့1850အကျယ်ဝန်းရှိတဲ့အာတီတစ်ထပ်ခွဲဆောက်လေးပဲဖြစ်ပါတယ်ဒီအခန်းလေးကတော့အခန်းလေးပဲဖြစ်ပါတယ်အခန်းလေးရဲ့အကျယ်ကတော့18ပေ25ပေကျယ်ဝန်းရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ဒီအခန်းလေးကိုဆိုရင်လည်းအင်ရှင်မရဲ့စိတ်တိုင်းကြပေါ့နော်အင်ရှင်မကဓာတ်ပုံစတူဒီယိုလေးတစ်ခုဖွင့်မယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဟောကန်းပုံစံမျိုးလေးထားပေးထားဖြစ်ပါတယ်အိမ်တိန်လုံးရဲ့ဆေးရောင်လေးကိုဆိုလို့ရှိရင်လည်းအင်ရှင်မရဲ့စိတ်တိုင်းကြအဖြူရောင်ကာလာလေးကိုပဲထည့်ပြီးတော့သုံးပေးထားပါတယ်အပေါ်ကမြင့်မြတ်တဲ့ဒီဇိုင်းလေးတွေဆိုရင်လည်းဒါအမားရဲ့ပေါ့နော်စိတ်တိုင်းကြပဲညီမလေးတို့ကရိုးရိုးရှင်းရှင်းလေးတွေထည့်သွင်းပြီးတော့ဖန်တီးပုံပေါ်ပေးထားတာဖြစ်ပါတယ်အောက်ခြေခြေပြားလေးတွေဆိုရင်လည်းတပေပတ်လည်းကျေဝန်းရှိတဲ့ဒီတန်းကြီးခြေပြားအထူလေးတို့ညီမလေးတို့ကသုံးပြပေးထားပါတယ်အိမ်တိုင်လုံးရဲ့ပတွင်ပေါက်တွေရာဆိုလို့ရှိရင်လည်း4ပေ5ပေကျေဝန်းရှိတဲ့ PVC slide တို့လေးတို့ညီမလေးတို့ကထည့်သွင်းပြီးတော့သုံးပြပေးထားပါတယ်ရှင်ဒါလေးဆိုရင်တော့ရှောက်လဲလေးပဲဖြစ်ပါတယ်ရှင်ရှောက်လဲလေးရဲ့နည်းနည်းကြတာဆိုရင်လည်းအရှင်မရဲ့စိတ်တိုင်းကြပဲညီမလေးတို့ကဒီထူးထူးဆန်းဆန်းလေးပေါ့နော်ဒီဇိုင်းစစ်လေးမော်ဒယ်ဒီဇိုင်းကိုညီမလေးတို့ကထည့်ပြီးတော့ပုံပေါ်ဖန်တီးပေးထားပါရဲ့ဒီလေးထဲမှာဆိုလို့ရှိရင်တော့အခန်းဖွဲ့စည်းပုံက3ခုရှိပါတယ်ဒါကတော့အောက်ထပ်မှာရှိတဲ့ master room ဖြစ်ပါတယ်ဒီ master room ခန်းလေးရဲ့အကျယ်ဆိုရင်15ပေ17ပေအကျယ်ဝန်းရှိပါတယ် master room ထဲမှာရှိတဲ့နည်းနည်းတဲ့ဒီဇိုင်းလေးရလည်းစမ်းသစ်လာပါနေတဲ့ဒီဇိုင်းလေးနဲ့ထည့်ပြီးတော့ပုံပေါ်ဖန်တီးပေးထားပါတယ်ဒါလေးကတော့ master room ခန်းထဲမှာရှိတဲ့ရေချိုးကန်းလေးပါရေချိုးကန်းလေးထဲမှာဖွဲ့စည်းထားတဲ့ decoration ပိုင်းတွေဆိုရင်လည်းအရှင်မရဲ့စိတ်တိုင်းကြကိုညီမလေးတို့ပုံမြင်ရနေပြီးတော့ဖန်တီးပြီးတော့ထည့်သွင်းတည်ဆောက်ပေးထားဖြစ်ပါတယ်ဒါလေးအောင်ဆိုရင်တော့မိဖို့ကြောင့်လေးပဲဖြစ်ပါတယ်ဒီဘက်ကြောင့်ကြွေပြားလေးဆိုလည်းညီမလေးတို့ကခုံလေးကိုဒီကြွေပြားလေးတွေကိုအပြည့်ခိမေးထားပါတယ်ဒီအပေါ်နေရမြင့်ဆိုလို့ရှိရင်2ပေမြင့်ကြီးကိုဒါချက်ပြုတ်တဲ့နေရာမှာစီပိုင်းမစင်အောင်ဆိုပြီးတော့ညီမလေးတို့ကထည့်သွင်းပြီးတက်ဆင်ပေးထားပါတယ်ဒါလေးတွေကတော့ညီမလေးတို့ထည့်သွင်းပေးထားတဲ့ cabinet door လေးဖြစ်ပါရဲ့ရှင်ဒီတကားလေးဆိုရင်တော့ညီမလေးတို့နောက်ဘက်ကိုထွက်တဲ့ကျွန်းတကားလေးပဲဖြစ်ပါတယ်ဒါကတော့ရေချိုးကအိမ်နာတွဲရက်လေးပဲဖြစ်ပါတယ်ရေချိုးကအိမ်နာတွဲရက်လေးတွေမှာဆိုရင်လည်းညီမလေးတို့ကအောက်ခြေခြေပြားလေးကိုဒါအင်းရှင်းစိတ်တိုင်းကြပါတော့နေရညွန့်ဆိုလည်းညီမလေးတို့က9ပေအမြင့်ဒီခြေပြားလေးကိုတက်ဆင်ပေးထားပါတယ်ဒီရေချိုးကလေးမှာဆိုလို့ရှိရင်ရှောက်နံပါမယ်ဘေးစင်ပါမယ်ရှာဝါလေးတွေပါပါမယ်ဘိုးရိုင်းလေးပါပါတယ်
အားဆိုပေါ်တက်လေးတစ်ချက်လောက်တက်ကြည့်အောင်နော်လေကားလိုက်ရန်လေးကိုဆိုလို့ရှိရင်လည်းဟော်လော်လေးတွေကိုညီမလေးတို့ကအိမ်ရှင်မရဲ့စိတ်တိုင်းကျဒီဇိုင်းလေးတွေကိုပုံပေါ်ဖန်တီးပေးထားပါတယ်လေကားကနေတက်မယ်ဆိုလို့ရှိရင်တော့အပေါ်မှာရှိတဲ့ဒါကလေကားလျှောက်လန်းကမျက်နှာချက်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ဒီမီးဒီဇိုင်းလေးကဆိုလည်းအိမ်ရှင်စိတ်တိုင်းကျပေါ့နော်မျက်နှာချက်ဒီဇိုင်းလေးကဆိုလည်းအိမ်ရှင်မရဲ့စိတ်တိုင်းကျဖန်တီးပုံပေါ်ပေးထားဖြစ်ပါရဲ့ရှင်ဒါလေးရဆိုရင်တော့အပေါ်တက်ဖျားကန်လေးပဲဖြစ်ပါတယ်။ဖျားကန်လေးရဲ့မျက်နှာကျဟာဆိုလို့ရှိရင်လည်းအိမ်ရှင်မရဲ့စိတ်တိုင်းကြယူရှင်းတဲ့ဒီဇိုင်းလေးပဲဖန်တီးပုံပေါ်ပေးထားပါတယ်။ညီလုံးလေးရဆိုရင်ဒါအိမ်ရှင်စိတ်တိုင်းကြမတို့ကုမ္ပဏီကနေတက်သွင်းပြီးဖန်တီးပေးထားတာပေါ့နော်။အဲ့ဒါညီမလေးတို့ပေါ်တက်မှာရှိတဲ့ခန်းလေးတွေကိုကြည့်လိုက်ရအောင်နော်။ဒီခန်းလေးရဆိုရင်တော့ဒါပထမတက်မှာရှိရဲပထမဆုံး single room ခန်းလေးပဲဖြစ်ပါတယ်ဒီခန်းလေးရဲ့အခြေအားဆိုရင်7ပြီး17ပြီးကျယ်ဝန်းရှိပါရဲ့ရှင်အခန်းလေးကနည်းနည်းချက်ဒီဇိုင်းလေးရဆိုရင်ဒါအရှင်မရဲ့စိတ်တိုင်းကြတော့ဒီမလေးကိုကုမ္ပဏီကနေအကောင်းဆုံးပုံပေါ်ဖန်တီးပေးထားတာဖြစ်ပါရဲ့ရှင်ဒီခန်းလေးရဆိုရင်တော့ဒုတိယ single room လေးပဲဖြစ်ပါရဲ့ဒီခန်းလေးရဲ့ကျယ်အားဆိုရင်လည်း7ပြီး17ပြီးကျယ်ဝန်းရှိပါတယ်ဒါလေးကတော့နည်းနည်းကျယ်အလားဒီဇိုင်းလေးပဲဖြစ်ပါတယ်ဒီဒီလေးဆိုရင်အရှင်မရဲ့စိတ်တိုင်းကြပေါ့နော်ပုံပေါ်ဖန်တီးပေးထားတာပါဒီအိမ်မှာထူးခြားချက်အနေနဲ့ကတော့အရှင်မရဲ့စိတ်တိုင်းကြပေါ့နော်နောက်ထပ်အပေါ်တက်မှာကိစ္စလုံးလေးတစ်ခန်းရှိနေတာကဒီအိမ်လေးရဲ့ထူးခြားချက်ပေါ့နော်ဒါကတော့အပေါ်တက်မှာနောက်ထပ်ရှိတဲ့ကိစ္စလုံးလေးတစ်ခန်းဖြစ်ပါတယ်ဒီပေါ်တက်မှာဆိုရင်ညီမလေးတို့ကရေချိုးကန်းအိမ်သာကိုဖယ်ထားပါတယ်ဒါလေးကတော့ရေချိုးကန်းလေးပဲဖြစ်ပါတယ်ရေချိုးကန်းလေးမှာဆိုရင်ရေပူရေဆက်ပြီးမှန်နေရေစင်းလေးဆက်တင်ပေးထားပါတယ်ဒါလေးကတော့အိမ်သာကန်းလေးပေါ့နော်ပေါ်တက်မှာရှိတဲ့အိမ်သာကန်းလေးဖြစ်ပါတယ်အဲ့ဒါညီမနဲ့သူတစ်ချက်လောက်ဝရမ်းတာကိုထပ်ကြည့်အောင်ဒါကတော့ဝရန်ဒါကိုဖတ်တဲ့ကျွန်းတကားလေးပဲဖြစ်ပါတယ်ဒီတကားလေးကတော့အရှင်မကသူ့ရဲ့စိတ်တိုင်းကြပုံပေါ်ဖန်တီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ညီမလေးတို့ကတကားလေးပဲတက်ဆင်မိထားဖြစ်ပါတယ်ဒါဆိုရင်တော့ပေါ်တဲ့ဝရန်ဒါလေးပဲဖြစ်ပါတယ်ဝရန်ဒါလေးရဲ့မျက်နှာစာကိုဆိုရင်လည်းညီမလေးတို့ကရွှေလာငွေလာလေးကိုထည့်သွင်းပြီးတော့အလှပုံဖော်ပေးထားပါတယ်ဒီမှာဆိုရင်ဒါဝေါ်လန်လေးကိုထည့်သွင်းပြီးတော့တက်ဆင်ပေးထားရဲပေါ့နော်ဒီမှာဆိုရင်ဒီဝရန်ဒါရဲ့ပေါ့နော်ဒီတမန်လက်ရဲလေးကိုလည်းစိတ်တိုင်းကြကိုပုံဖော်ပြီးတော့လှပအောင်တည်ထွင်ပြီးတော့ဖန်တီးပေးထားပါတယ်ဒါလေးကတော့ပထမတက်ကဝရန်ဒါလေးပဲဖြစ်ပါတယ်အဲဒီညီမလေးနဲ့တူတော့ပေါ်တက်ကိုတက်ကြည့်အောင်နော်
ကတော့ပေါ်ဆုံးတဲ့ဝရန်တာလေးပဲဖြစ်ပါတယ်ဝရန်တာလေးရဲ့လက်ရန်လေးကိုဆိုရင်လည်းနှစ်ပေါက်ကခြေသက်စွာပုံပေါ်ပေးထားပါတယ်ဒီပေါ်ဆုံးဝရန်တာကနေပြီးတော့လက်နဲ့ကြည့်လိုက်မယ်ဆိုရင်လည်းရှင်မော်တော်တရားကြီးကိုလည်းလက်လျက်ပြည့်ညော်လို့ရပါသေးရဲ့ရှင်ဒီပန်းနေကြည့်မယ်ဆိုလို့ရှိရင်ဒီလောက်ပါတဲ့ရှုခင်းလေးတွေကိုတွေ့မြင်အောင်မှာဖြစ်ပါတယ်ဒီဖိုင်ဘာတန်လေးရဆိုရင်တော့အရှင်ရဲ့စိတ်တိုင်းကြထည့်သွင်းထားတဲ့2000လီတာဖိုင်ဘာတန်လေးပဲဖြစ်ပါရဲ့ရှင်မင်္ဂလာပါရှင်ညီမလေးခုမိတ်ဆက်ပေးခဲ့တဲ့အိမ်လေးရာဆိုရင်ပဲခူးရွှေမြို့တော်ကြီးဟန္တာဝတီရက်ကွက်ဘူမင်းသိန်းမြလန်းထဲမှာရှိတဲ့1850အကျယ်ဝန်းရှိတဲ့အာစီတစ်ဖက်ခွဲအဆောက်အဦလေးပဲဖြစ်ပါတယ်ဒီအဆောက်အဦလေးကိုဆိုရင်ညီမလေးတို့ကစတင်လက်ခံချိန်မှာ3890သာကျတင်ပြီးတော့ယခုငွေဈေးတိုင်းဆိုရင်တော့3300သာကျတင်မှာဖြစ်ပါတယ်ဒီလိုအဆောက်အဦလေးတွေစောက်ချင်လို့ဆိုလို့ရှိရင်လူကြီးမျိုးရဲ့အိမ်မက်လေးတွေကိုအကောင့်ထဲပေါ်ခြင်းလို့ပဲဖြစ်ပေါ့နော်ညီမလေးတို့ကုမ္ပဏီကိုဆက်သွယ်လို့ရပါတယ်ညီမလေးတို့ရဲ့ကုမ္ပဏီရုံးလိပ်စာဆိုလို့ရှိရင်အင်းစိန်မြို့နယ်ပေါက်တော်ကမုဒိတာအိမ်ကသူ့ရဲ့စစ်စစ်ဖို့ငါးလွာကိုလူကိုယ်တိုင်လာရောက်ရည်တော်၎င်းဖုန်းနံပါတ်တွေဖြစ်တဲ့39 956 963 39 450 98652 39 982 တို့ကိုဖုန်းဆက်မေးမြန်းလို့ရတယ်လို့ပြည်နယ်စင်ကြာဖြစ်တဲ့ Lian Construction and Decoration Company တွေကိုလည်းလာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်